ဝရဖရာသည်ကျွန်ုပ်ဤသူတွေဖြစ်ပေ၏စိတ်လန်းရာ၌ကျွန်ုပ်ကိုအိပ်စေသည်သာယာလာသောမျက်နှာသို့လမ်းပြတော်မူ၍ငါဝိညာဉ်သည်အစဉ်မြဲရွှင်လန်းပါ၏ရန်သူတို့၏ကြောကွင်းမှာငါကိုကယ်နှုတ်ပြီးစာတန်တော်ရှေလူများမှာခွဲထားသည်ဒုက္ခရောက်စဉ်ကျွန်ုပ်ဆုတောင်းတန်ကိုကြား၍နာညောင်မှုသောဘုရားရှင်ဖြစ်ပေ၏ကိုယ်တော်ရှင်သည်ကျွန်ုပ်ဤခိုးလုံးရာကျွန်ုပ်ဤတို့တွင်ဖြစ်ပေ၏စိတ်လန်းရာ၌ကျွန်ုပ်ကိုအိပ်စေသည်သာယာလာသောမျက်နှာသို့လမ်းပြတော်မူ၍ငါဝိညာဉ်သည်အစဉ်မြဲရွှင်လန်းပါ၏ရန်သူတို့၏ကြောကွင်းမှာငါကိုကယ်